Sports Park လို့ခေါ်တဲ့တက္ကသိုလ်အားကစားရုံမှာဝတ်စားတွေသွားလဲတယ်ပြီးတော့ထွက်လာပါပြီအဲ့ဒီနေ့ကနေ့လယ်ပိုင်းကစပြီးတော့မိုးတွေတဖွဲဖွဲရွာနေတာ You still got to take the gown and that. Yeah, I think you have to. Well, are they picking the gowns up? Oh, okay. Well, how come they? Well, maybe they're doing gown. Oh, okay. Maybe they're doing the gown in terms then. Yeah. ညီမဝတ်စုံကြီးလှတယ်ဆိုပြီးတော့လာပြောကြသေးတယ် Well, I'm going to ask them anyway to still gown admission. Just to the. Here. Da da da. ဒီနေရာလေးကတော့ဘွဲဝတ်စုံလဲတဲ့နေရာလေးပေါ့နော်အစားအသောက်အပူအေးတွေရောင်းပေးတဲ့ဆိုင်တွေလည်းရှိတယ်စူညံတန်တွေနဲ့ဝဝေးနေခြင်းနဲ့ဆိုရင်တော့ဒီလိုကုန်းခိုရာနေရာလေးလည်းရှိပါတယ် It was on your, you would have had it on your phone. I think it's number 4 Yeah, go on. That's it. Show me your. Right, there you go. Right, so AM3. So you are literally. လက်မှတ်ပေါ်မှာကိုယ်ထိုင်ကုန်နံပါတ်ရေးထားတယ်လေအဲ့ဒီတိုင်းထိုင်ရတာ 1, 2. You're the third seat in. Just okay. there. Just Okay, there. thank you. Okay, Thank all right. you. AM အခန်းထဲမှာကျောင်းသားကျောင်းသူတွေကတော့အပြည့်ပဲအချို့တွေဆိုလို့ရှိရင်သူတို့မိဘတွေကိုခေါ်လာကြတယ်လေ There's what are you spans? I've got all the spans. You don't have that. What? You don't have that. I love that. William John Tilley. D wine နဲ့လည်းဖြောပြပေးသေးတယ်မြင်တဲ့အတိုင်းပဲတွေ့လားအချို့တွေများကလို့ခုံပေါက်နေကြတာ ဒီ
လာပြီးအိမ်ပြန်တော့မယ်နော်ဆိုင်းဝီရဲ့ YouTube ဗီဒီယိုတွေကိုနှစ်တက်တယ်ဆိုရင်တော့ like and subscribe လုပ်ကြဖို့မမေ့ပါနဲ့နော်